အားလုံးပဲမင်္ဂလာပါခင်ဗျာလူတယောက်ရဲ့ကြီးမြတ်မှုဆိုတာတကယ်တော့သူဘယ်တော့ချမ်းသာတယ်ဆိုတာထက်သူဘယ်လိုတွေးခေါ်လဲဆိုတဲ့ပုံပေါ်မှာပိုသိနေရပါဒီမှန်တရားကိုအဲ့လိုမတ်တို့စတစ်ပြောလို့ကမ္ဘာကျော်အောင်မြင်သူတွေကတက်တည်ပြခဲ့ပြီးတာပါအောင်မြင်မှုဆိုင်ရာကျန်းစာအောင်လို့တင်စားရတဲ့တဲ့ Encourage စာအုပ်ထဲမှာလည်းနပိုလီယန်ဟေးကတင်ပါကိုအမြဲတမ်းနေတယ်တင်အဲ့ဒီတိုင်းပြစ်လာလိမ့်မယ်လို့ဆိုခဲ့ဖူးပါတယ်ဒါပေမဲ့ဒီနေရာမှာမေးစရာရှိတာကဒီစကားကအမှန်ဆိုရင်ဘာလို့လူအများစုကမချမ်းသာနိုင်မဲ့ရုန်းကန်နေကြရတာလဲသူတို့ကအနာဂတ်အတွက်မတွေးလို့လားဒါမှမဟုတ်ကိုယ့်ရဲ့ဆွမ်းဆောင်ရည်ကိုကိုယ်တိုင်ထင်ထင်နေကြလို့လားဒီနေ့ကျွန်တော်ပြပြမယ့်ပုံပြင်လေးကဒီမေးခွန်းတွေရဲ့အဖြေကိုရှင်းရှင်းလင်းလင်းထုတ်ပြသွားမှာပါတင်ဘဝအတွက်တကယ်တမ်းမိုးရှိမဲ့အချိန်လေးဖြစ်စေရမယ်လို့ကျွန်တော်ကတိပေးပါတယ်ဒီဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့နဲ့ဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ထားပြီးဖို့တောင်းဆိုပါရစေတခါကလူစီကားလာတဲ့မြည်ထားဖို့တိုင်ရုံတစ်ခုမှာခေါင်းစားတစ်ယောက်ရှိပါတယ်သူကတော့နေ့တိုင်းဘူတာမှာယထာဆောင်နေတဲ့ခီးတွေစီကအလူခံပြီးပိုက်ဖြစ်ရတာပေါ့တနေ့တော့တုံးစာအတိုင်းအလူခံနေတော့မှဝတ်စားတတိုက်ရကြည့်ကောင်းကောင်းနဲ့စီခွာရေးဓမ္မတယောက်ပလက်ဖောင်းပေါ်တက်လာတာကိုသူမြင်လိုက်ရတယ်ထို့သူရဲ့တံမိုးကြီးဝတ်စုံနဲ့ယုံကြည်မှုရှိတဲ့အမူအရာကိုကြည့်ပြီးခေါင်းစားကဒီလူတော့တကယ်ချမ်းသာတဲ့သူပဲငါကသူ့စီကတောင်းရင်အများကြီးပေးမှတည်ချတယ်လို့တွေးပြီးလက်ဖြန့်ကအလူခံလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလူကပတ်စံပေးမဲ့အစားခေါင်းစားကိုစိုက်ကြည့်ပြီးဒီလိုမေးခွန်းတစ်ခုမေးလိုက်တယ်မင်းကအမြဲတမ်းသူများစီကယူနေရုံပဲလားခါတော့ဖြစ်တဲ့စုံတယောက်ကိုတစ်ခုခုပြန်ပေးဘူးတလားခေါင်းစားမှာကြောင်သွားတာပေါ့သူ့ဘာမှဒီလိုမျိုးတစ်ခါမှမကြဘူးဘူးလေသူကဇဝေဇဝါနဲ့ဆရာရဲ့ကျွန်တော်ကတောင်းစားပါသူများစီကတောင်းစားနေရတဲ့သူကပေးစရာဘာရှိမှလဲဗျာလို့ပြန်ပြေးတယ်အဲဒီခါစီးပွားရေးဓမ္မကပြုံးပြီးမင်းမှပေးစရာဘာမှမရှိဘူးလို့မင်းကိုယ်တိုင်ယုံကြည်နေတွေ့တော့မင်းမှသူတစ်ပါးစီကတောင်းခံပိုင်ခွင့်လည်းမရှိဘူးငါကစီးပွားရေးဓမ္မပြန်အန်ကုန်ွယ်ချင်းဆိုတဲ့ဟာကိုပဲလက်ခံတယ်မင်းကငါ့ကိုတစ်ခုခုပေးနိုင်ရင်ငါကလည်းမင်းကိုတစ်ခုပြန်ပေးမယ်မင်းမှပေးစရာဘာမှမရှိရင်တော့ငါလည်းဘာမှမပေးနိုင်ဘူးလို့ပြောပြီးယထာပေါ်တက်တော့ပါလေရောထောင်းစားကကြောက်ရွံ့လို့ကြံခဲ့တာပေါ့ငါလူခန္ဓာကြပြီဘယ်သူမှဒီလိုမပြောဘူးသူပြောတာကရိုင်းတာမဟုတ်ဘူးတကယ်အမှန်တရားပဲငါကအပြန်လန်ဘာမှမပေးနိုင်ရင်သူတွေကငါ့ကိုဘာလို့ပေးရမှာလဲဆိုတဲ့အတွေ့ကသူ့ကောင်းတဲ့တဝဲတဲ့လေဖြစ်နေတော့တယ်သူ့ဘဝမှာပထမဆုံးအချိန်ဖြစ်ငါဘာမှပြန်မပေးနိုင်လို့သူတွေကငါ့ကိုအများကြီးမပေးကြတာပဲဆိုတာကိုသူနားလည်သွားတယ်အဲဒီညကသူအဲ့လိုပြောဘူးငါဘာပေးနိုင်မှာလဲလို့တွေးနေတော့စီးပွားရေးသမားရဲ့တခုခုရချင်ရင်အရင်ဆုံးပေးတတ်ရမယ်ဆိုတဲ့စကားကသူ့နားထဲပက်တင်ထပ်နေရောတယ်နှစ်ရက်လောက်သူဘတို့စီကမှပတ်စံမတောင်းမဲ့စဉ်းစားခန်းဝင်နေခဲ့တယ်တတိယမြောက်နေ့မှာတော့တန်လန်းမေးမှပွင့်နေတဲ့တောပန်းလေးတွေကိုသူတတိထားမိသွားတယ်အယောင်လေးတွေကတောက်ပနေရပဲအဲ့ဒီမှာသူအတွေ့အကြုံတစ်ခုရလိုက်တယ်ဟေးငါကယုံနေမဟုတ်ပဲပြန်လာတစ်ခုပေးမယ်လူတွေငါ့ကိုကစံပေးတိုင်းဒီပန်းလေးတစ်ပွင့်ပြန်ပေးရင်ရောဆိုပြီးပန်းတွေကိုခူးလိုက်တယ်နောက်တော့သူအလူခံတဲ့အခါပတ်စံပေးတဲ့လူတိုင်းကိုပြုံးလေးနဲ့ပန်းတစ်ခွင့်အပြန်လန်ကမ်းပေးတယ်အောင်းစရာကောင်းတာကလူတွေကအရင်ထက်ပိုပြုံးလာကြတယ်ကျေးဇူးတင်စကားတော့ပြောကြတယ်တိတ်ကြလာတော့လူတွေကသူ့ကိုအရင်ထက်ပတ်စံပိုပေးကြတယ်သူတစ်ခုတည်းထားမိတာကသူ့မှာပန်းရှိနေရင်လူတွေကရရရောပေးကြပါမယ်ပန်းကုန်တော့ရင်တော့လူငွေကရော့သွားတာပဲဒါမှပဲလူတွေကပြန်လာတစ်ခုခုရတာကိုကြက်ကြတာပဲတို့တက်တွေ့ကြည့်သွားတာပေါ့ဒီနေ့တော့ဟိုစီပွားရေးဓမ္မကြီးကိုယထာပုံမှာတက်တွေ့ပြန်တယ်တောင်စားကစိတ်လှုပ်ရှားစားနဲ့ပြီးသွားပြီးဆရာဒီနေ့ကျွန်တော်မှာဆရာကိုပေးစရာရှိပြီဆရာကျွန်တော်ကိုပတ်စံပေးရင်ကျွန်တော်ဆရာကိုပန်းပြန်ပေးမယ်လို့ပြောလိုက်တယ်စီပွားရေးဓမ္မကပြုံးပြီးပတ်စံပေးကပန်းကိုယူလိုက်တယ်ပြီးတော့မင်းအပြန်အလှန်ကုန်တွေချင်းရဲ့တန်ဖိုးကိုတကယ်နားလည်သွားပြီပဲဒီနေ့ကစပြီးမင်းဟာတောင်စားမဟုတ်တော့ဘူးမင်းဟာစီပွားရေးဓမ္မတရားဖြစ်သွားပြီလို့ပြောခဲ့ပါတယ်ယထာထွက်သွားတော့တောင်စားမှာစဉ်းစားခန့်ဝင်ပြန်ရောငါတကယ်ပဲစီပွားရေးဓမ္မတရားဖြစ်သွားပြီလားအကြာကြီးစဉ်းစားပြီးမှသူတဘောပေါက်သွားတယ်အောင်မြင်မှုနဲ့လျှို့ဝှက်ချက်ကိုငါတီးပြီးငါကတောင်စားမဟုတ်ဘူးအားကုန်တယ်တယောက်ပဲသူတွေကငါ့ကိုတနာလို့ပေးတာမဟုတ်ဘူးငါပေးတဲ့ပန်းအတွက်သူတို့ကပေးချင်နေကြတာဒါဆိုငါမှစီပွားရေးရှိနေပြီပေါ့လို့တွေးပြီးခေါင်းစားဘွားကိုအဲ့ဒီနေ့မှလည်းအပိတန်ဆွတ်လွတ်လိုက်ပါတော့တယ်6လခန့်ကြာတဲ့အခါအဲ့ဒီဘူတာယုံမှာပဲစာကြဝတ်ဆင်ထားတဲ့အမျိုးသားနှစ်ယောက်ဆုံကြတယ်ခင်ဗျားကိုကျွန်တော်တိတူလိုပဲတို့တယောက်ကမေးတော့ခြားတယောက်ကပြုံးပြီးဟုတ်တယ်ဆရာကျွန်တော်တို့ဒီထားဖို့မှာပဲနှခါဆုံဟုတ်ပါတယ်လို့ဖြေတယ်ဟိုစီဖိုင်ဓမ္မကြီးကမှတ်မိဖို့ကြိုးစားရင်နှလုံးပြူသွားတယ်ဟာမင်းဟိုပန်းတွေရောင်းတဲ့တောင်စားမလားအဲ့ဒီမှာမြို့သားကရေမောရင်ဟုတ်ပါတယ်အဲ့ဒါကျွန်တော်ပါပဲဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တောင်စားမဟုတ်တော့ပါဘူးကျွန်တော်ကိုပိုင်ပန်းလုပ်ငန်းနဲ့အောင်မြင်နေပြီအခုလည်းလုပ်ငန်းချက်တွေမှာခီးထွက်လာတာပါလို့ပြန်ပြေးတယ်ဒါတကယ်မယုံနိုင်စရာပဲဘာတွေကပြောင်းလဲသွားစေတာလဲလို့ပြီးတော့ပန်းတွေကဆရာပဲကျွန်တော်ကိုတင်ပေးခဲ့တာလေပေးမှရမယ်ဆိုတဲ့အမှန်တရားပေါ့အဲ့ဒီနေ့ကကျွန်တော်ကတောင်စားမဟုတ်ပဲအစကတည်းကစီးပွားရေးဓမ္မတယောက်ဖြစ်နေခဲ့မှန်းသိသွားခဲ့တယ်ကျွန်တော်ကကိုယ့်ကိုအဲ့ဒီလိုပဲမြင်ဖို့လိုနေခဲ့တာပါလို့ဖြေခဲ့ပါတယ်မျိုးသားတစ်ယောက်ဟာတန်းတူရေသူလက်ဆွဲနှုတ်ဆက်ပြီး
သူ့ရဲ့အနာဂတ်တွေစီကိုယထာနဲ့ထွက်ခါသွားကြပါတော့တယ်ကဲတင်ငယ်ချင်းတို့ရေဒီပုံပြင်လေးကနေရလာတဲ့သင်ခန်းစာကတော့ရှင်းပါတယ်ဘဝဆိုတာကိုယ့်ကိုယ်ဘယ်လိုမြင်တယ်လဲဆိုတဲ့ပုံမှာပဲပုံဖော်တာပါကိုယ့်ကိုယ်တိမ်ငယ်လို့တွေးနေရင်တိမ်ငယ်နေမှာပဲဒါပေမဲ့တင့်စီမှာရှိတဲ့အဆွမ်းစားကိုထင်ယုံကြည်လိုက်မယ်ဆိုရင်တင်ဟာအားအစရာကောင်းတဲ့အောင်မြင်မှုတွေကိုရရှိလာမှာပါဒါကြောင့်ကိုယ့်ကိုယ်ကိုကန့်တတ်မထားပါနဲ့ကိုယ့်ကိုယ်တမတူဆန်းဆောင်ရရှိသူတယောက်အဖြစ်မြင်အောင်ကြည့်ပါတင်ရဲ့အတွေးခေါ်လေးပြောင်းလဲသွားတဲ့နေ့ဟာတင်ရဲ့အနာကပြောင်းလဲသွားမယ့်နေ့ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like ပေးခဲ့ဖို့နဲ့တင်ငယ်ချင်းတွေကိုပါဒီတော့ share ပေးဖို့မမေ့ပါနဲ့အောင်နောက်ထပ်စိတ်ဝင်စားစရာပုံပြင်ကောင်းလေးတွေနဲ့အတူပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ